ကုကျန်ရရှိလာတဲ့တောင်းပန်ဖို့လည်းအမြဲတမ်းပဲကန်ဖို့ရှိနေခဲ့ရတယ်ဖြစ်ပါတယ်အမြဲတမ်းပဲအမြဲတမ်းလန်ကန်ထားပြီမြန်မာတင်းရဲ့ရာသီလန်ကန်တဲ့အောင်ဒီကပိုက်ရဲ့ဂိုးတဲ့မြာမြန်မာတင်းရဲ့လိုအပ်နေတဲ့ဥဆောင်ကိုတော့အောင်ဒီဟာအမှန်တင်ပိုက်သွင်းပြီးတော့ပဲရရှိသွားခဲ့ရလည်းဖြစ်ပါတယ်အချင်းချင်းထိုးပေါက်တဲ့စိတ်စင်နေခဲ့ရနေမြန်မာတင်းရဲ့လွဲချော်နေခဲ့တဲ့ဥဆောင်ကိုတော့အခုချိန်မှာတော့အောင်ဒီဟာတွင်းပေးသွားနိုင်ပြီလေဖြစ်ပါတယ်မြန်မာတင်းရဲ့ချင်းချင်းထိုးပေါက်တဲ့စိတ်စင်ခဲ့တဲ့စိတ်စင်နေခဲ့ရနေအခုချိန်မှာတော့အောင်ဒီဟာရဲ့ပိတ်သွင်းမှုကနေတော့အနေတဲ့ဥဆောင်ကိုရရှိသွားခဲ့ရလည်းဖြစ်ပါတယ်မြန်မာတင်းဒုတိယပိုင်းနေမှာရော